Damari ma kuna biolu manual bono de kon manual dama de kon electronic drama electronic drama ma ပါတဲ့ကျွန်တော်ဒီ stepper motor လေးကျွန်တော်ချက်ရှင်းပြပေးပါဘောနော်ပုံမှန်အဖြစ်ကျွန်တော်ဒီ drama အပြော့မှာတို့အပြော့အမာတွေကိုကျွန်တော်ဒီ manual ဘောနော်လက်လေးနဲ့ချိန်ချင်းအဖြစ်ကျွန်တော်ဒီ drama ပို့တွတ်သွားမယ်ပို့လေးသွားမယ်ပေါ့နော်ကိုလိုရင်လိုတယ်လို့ဟိုချိန်လို့ရတယ်ပေါ့နော်အဓိကကျွန်တော်ဒီ sign ကေခေါင်းလေးပါထောင်တဲ့ခါကျရင်ဒီ drama တွေကပြန်ကြတဲ့ခါကျရင်ခေါင်းမလူအောင်အရန်support ပေးတယ်ပေါ့နော်ဒီကောင်ကြောင့်ကျွန်တော်ဒီ online ကထုတ်တဲ့တန်မှာဒီကောင်ကြီးအများစုကကျွန်တော်ဒီ Kawasaki ဇာတ်တန် X2 ဇာတ်တန်ဒီမှာအများဆုံးတွေ့ရတဲ့တန်ပါတွေပေါ့နော်သူ့မှာကဒီတိုင်းဆိုရင်တော့ကျွန်တော်တို့မြင်ရတဲ့အတိုင်းအဟိုးအလင်းမှာမြင်ရတဲ့အတိုင်းဘောရဲ့အလင်းကောင်တက်လေးအပေါက်လေးပါရဲ့အပေါက်လေးကိုလှည့်ပေးခြင်းအပြင်ဒီကောင်ရဲ့တန်မှာအပြော့မှာလှုပ်သွားတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒီ electronic တန်မှာအဖြစ်ဒီ stepper motor လေးကအဓိကမောင်းတာပေါ့နော်အလုပ်ပေးတာဒီ stepper motor တွေကဘယ်လောက်ထိနောက်မှအရေးပါလာလဲဆိုရင်လက်ရှိကျွန်တော်ဒီ robot စက်ရုပ်တွေထုတ်တဲ့အခန်းကဏ္ဍမှာဒီကောင်လေးတွေကမရှိမဖြစ်ပေါ့နော်လိုအပ်တဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာတယ်ပြီးတော့ stepper motor နဲ့ U motor နဲ့ဘယ်လိုခေါ်လဲ U motor အခုဘိုးတစ်ခုပေးလိုက်တာနဲ့သူလဲကျင်တဲ့ချိန်လဲမယ်ရက်ကျင်တဲ့ချိန်မှာရက်မယ်ရက်ကျင်တဲ့ပုံစံချိန်မှာရက်မယ်ပေါ့နော်ဒီကောင်ရောက်တော့မဟုတ်တိတိကျကျသူဘယ်လောက်ပူပြီးဘယ်နှပတ်မှာရက်မလဲအဲ့လိုတိတိကျကျလေးရက်ပြီးတာပေါ့နော်တော်တော်လေးကိုမိုက်ပါတယ်ကျွန်တော်ဒီနောက်ပိုင်းဒီပညာခဏမှမဖြစ်ဆိုင်ငယ်လောကမှာပေါ့ကျွန်တော်ဂျန်တဲ့ဒီလောကတိုင်းမှာရောဟောဒီကောင်လေးတွေကတော့ရေးပါလာပြီပေါ့နော်ဒီကောင်ဆိုရင်သူ့မှာပါတဲ့ကိုလေးဟာကျွန်တော်ဒီ stepper motor ကျွန်တော်ဒီ 2 phase မျိုးသားကွာနဲ့ပေါ့နော်သူ့မှာပါကွန်နမလေးကကျွန်တော်ဒီ15 20B 2639တဲ့အဲ့ဒါကိုကြည့်ချင်းအပြင်ဒီကောင်ရဲ့အလုပ်ပုံကိုကျွန်တော်ကသိနိုင်တယ်ပေါ့နော်ဒီကောင်သွင်း15S ဆိုတာဒီကောင်ရဲ့အချင်းပေါ့နော် diameter ကကျွန်တော်ဒီ15 mm ရှိတယ်ပြီးတော့20B ဆိုတာကျွန်တော်ဒီကောင်မှာအပတ်ကြီး20ပေါ့နော်angle 20လဲမယ်တပတ်ကို17 degree နဲ့သူလဲဖို့များတယ်ပေါ့နော်ပြီးတော့ BB ဆိုတာကျွန်တော်ဒီ2 feet ပေါ့နော်2 feet motor မျိုးသားဖြစ်တယ်ဟွာကျိုး4ပင်နဲ့ပေါ့နော်ဒါဟွာကျိုး4ပင်နဲ့ပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်ဒီ2631ဆိုတာကသူက coin တော့ကိုက coin တစ် coin ပါတယ်ဗျာ coin တစ် coin ရင်းဒီမှာရှိတဲ့ own resistance တန်ဖိုးက26 ohm ရှိမယ်ပေါ့နော်ဒါတွေကတော့အဓိကတွေကနောက်ပိုင်းကျွန်တော်ဒီ AI တို့ Google တို့မှာကတီးကြရလေးလာပြရတယ်ပေါ့နော်ပြောချင်တာဒီ motor လေးကမရှိမဖြစ်လိုအပ်တဲ့လေးလာဖို့ပြင်ပါပေါ့နောက်တစ်ခါဒီကောင်လေးကခုနပြောတန်ပါကိုကျွန်တော်ဒီထဲမှာထည့်လိုက်တယ်ခုနပြောလို့ကျွန်တော်ဒီကောင်ကိုမောင်းပြီးတဲ့ကျွန်တော် ECU ကနေECU ကနေမောင်းတာတော့မဟုတ်ဒီကောင်ကိုကျွန်တော်ဒီCRN ကိုတီးတန့်မောင်းနေကျွန်တော်တို့ဒီ module တစ်ခုပါတယ်ပေါ့နော်ဒီကာဝါမှာအဲကောင်နေတဲ့ဒီကောင်ကိုကျွန်တော်တို့လိုတယ်လို့ဘယ်လောက်ပါစင်းချိန်ထားတဲ့ပုံမူတည်ပြီးဒီကောင်ကို supply ပို့ပေးမှာပေါ့နော်ပေးပြီးတော့ဒီကောင်ကခုနပြောတဲ့ဒီအပေါက်လေးကိုတော်လှည့်ပေးတာဥမာအများရင် short မဲလိုရင်တူးပြီးမယ်ပေါ့နော်ဘယ်လဲညာလဲအဲ့လိုပုံစံလေးနဲ့ကျွန်တော်ဒီ CRN ကိုCRN ကိုပေါ့နော်CRN demo ကိုအလုပ်စီတာပေါ့နော်တော်တော်လေးတော့မိုက်ပါတယ်ဘေးရမဆိုကျွန်တော်တို့ကဒီတီးကြပြနိုင်ဖို့တီးကြကိုကလည်းတီးမှပဲလိုအပ်တာပေါ့နော်တီးမှပဲလိုအပ်လို့တီးမှပဲပြင်နိုင်တာပေါ့နော်ကဲအဲ့ဒါလေးကိုပြောရင်းနဲ့အားလုံးကျေးဇူးပါတယ်ဗျ